ဇလန်နီရဲ့အစမှာတော့အာဖဂန်နစ္စတန်မှာစစ်တပ်ရင်နှန်းကြီးတစ်ခုကလမ်းမှာရပ်နေတဲ့ခြားရင်နှန်းတစ်ခုကိုတွားကူညီခဲ့ကြပါတယ်။ပဲချက်ကြီးတယောက်ကအချိန်ပြိုးနေတဲ့အတွက်ဒေါသတကြီးနဲ့ကားပေါ်ကနေဆင်းလာပါတယ်။ဒါပေမဲ့သူကစစ်သားတယောက်ဖြစ်တဲ့သူ့ညီကိုနောက်ပြောင်ဖို့ပဲဖြစ်ပါတယ်။တက်ချက်ကြီးကထရက်ကားပြင်းနေရောသူတို့ကရှီထဲမှာရှိတဲ့နေကြားဆောင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့နယ်လို့သူ့ညီကပြောခဲ့ပါတယ်။အစာဝိုင်းမှာတက်ချက်ကြီးကစိတ်ဝင်စားပေမဲ့သူတို့အတူတူတိုက်ခိုက်မယ်ဆိုတဲ့ခရီးကိုသူ့ညီကတတိပေးလိုက်တဲ့အခါမှာတော့စေပြောင်းသွားပါတော့တယ်။ရုတ်တရက်ဒုံးညီတစ်စင်ထရက်ကားကိုထိမှန်ပြီးပောက်ပွဲကလူတိုင်းလဲလွတ်ထွက်သွားပါတယ်။မကြခင်မှာပဲတာလီဘန်တပုံတွေကရင်နှန်းကိုပြစ်ခတ်တိုက်ခိုက်ကြပါတယ်။စစ်သားတွေလည်းပြန်ပြီးပြစ်ခတ်ကြရပါတယ်။ထရက်ကားတွေကဇက်တိုက်ပောက်ပွဲနေခဲ့ပြီးတက်ချက်ကြီးတယောက်ကိုလိုမှုပြေးပေမဲ့လည်းဖုံးကွဲတဲ့အရှင်ကြောင့်လက်ကျသွားခဲ့ရပါတယ်။သူသတိပြန်လာတဲ့အခါမှာတော့နာကျင်နေခဲ့ပြီးသူ့ရဲ့ခြေထောက်ထဲကနေလည်းတက်တုစတစကိုနှုတ်ယူလိုက်ပါတယ်။ပဝင်းညင်ကိုလက်ကြည့်တဲ့အခါမှာတော့တိုက်ခိုက်မှုကနေသူတယောက်ထဲသာအသက်ရှင်ကျန်ရတာကိုတွေ့လိုက်ရပါတယ်။သူညီရဲ့လောင်းသားကိုတွားသွားလိုက်ပြီးသူညီတည်ဆုံးသွားတာကိုမြင်ရတဲ့အခါမှာတော့ရေမဝမ်းနဲ့ကြေခွဲတီဖြစ်သွားခဲ့ရပါတယ်။အဲဒီနောက်နေ့ကြာမှာတော့တက်ချက်ကြီးဟာဒီဖြစ်ဖြစ်ကိုအိမ်မက်မဲ့ပြီးတော့ပတ်စကားပေါ်မှာနိုးလာပါတယ်။သူကတန်ရာရခဲ့တဲ့ခြေထောက်မှာအသိတက်ထားပြီးတော့စိတ်ကြရှိရတဲ့တောင်းနေရပါတယ်။ကော်လိုရာဒိုပြည်နယ်ကနေကြားဆောင်လေးချင်းစကတ်မှာပတ်စကားကသူ့ကိုချပေးလိုက်ပါတယ်။အဲဒီမှာသူကအကဲပြရွေးချယ်ရေးအစီအစဉ်မှာပါဝင်မှာပဲဖြစ်ပါတယ်။ကျူလိုကြီးကမှသူကဂွေးကူရာပစ္စည်းတွေအားလုံးအိပ်ရပြီးတော့နာမည်စာရွက်စာရမ်းတွေယာရုတွေကိုအိတ်ထဲကိုထည့်ခဲ့ရပါတယ်။ဘာဝင်သူရဲ့ကိုနံပါတ်တစ်ခုစီတက်မှတ်ပေးပြီးတော့တက်ချက်ကြီးကတော့နံပါတ်80တေရခဲ့ပါတယ်။သူကသူ့ရဲ့မှတ်တမ်းကြောင့်အဖွဲကောင်းဆောင်ဖြစ်လာနိုင်ပေမဲ့လည်းညှင်းပယ်ခဲ့ပါတယ်။ဒီနောက်မှာတော့တက်ချက်ကြီးတော်တွေကသူတို့ကိုလာမဲ့လေ့ကျင့်ရေးကြောင်းပင်ကိုပြောပါတယ်။လေ့ကျင့်ရေးကရှစ်ပတ်ကြာမှဖြစ်ပြီးတော့သူတို့ရဲ့စိတ်ခံစားမှုရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာတွေကိုစမ်းသပ်မှဖြစ်ကအနှုံးခက်ခဲမှာပဲဖြစ်ပါတယ်။နောက်ဆုံးအဆင့်ကိုရောက်ရင်တော့မရဏချီတက်ချင်းလို့ခေါ်တဲ့24နာရီကြာစစ်စင်ရေးတုကိုလုပ်ရမှာပဲဖြစ်ပါတယ်။အဲ့ဒါကိုအောင်မြင်ဖို့နောက်ဆုံးမြင့်မှုခက်ရမှာဖြစ်ပြီးတော့ထိကျော်နိုင်မှသာနေကြားဆောင်တက်တာဖြစ်ခွင့်ရှိမှာပဲဖြစ်ပါတယ်။လေ့ကျင့်ရေးကအခြေခံကာယလေ့ကျင့်ခန်းတွေနဲ့စတင်ပါတယ်။သူတို့ကိုဘယ်လောက်ကြံ့ခိုင်မှုရှိလဲဆိုတာစမ်းသပ်ပါတယ်။နေကြားဆောင်တက်တာတော်တော်များများကမူးရနေတဲ့ပုံဖြစ်အောင်သူတို့ကိုရေရီနဲ့ဖက်ကြပါတယ်။အခြေခံစီလေ့ကျင့်ခန်းတွေပဲဖြစ်ပေမဲ့ပထမလေ့ကျင့်ရေးမှာစစ်သားတော်တော်များများကြာရှုံးပြီးတော့ထွက်သွားခဲ့ရပါတယ်။ဒုတိယအဆင့်ကတော့လေ့ကျင့်ခန်းတွေပုံများပါတယ်။ရက်တွေကြာလာတာနဲ့မျှပေါင်းဝေးသူတွေကလည်းအဆင့်မမီတာကြောင့်တယောက်ပြီးတယောက်ထွက်သွားခဲ့ရပါတယ်။အဲဒီနောက်၄ဘက်ကြာမှာတော့သူတို့ကဒေါ်ရင်မှာဆက်လေ့ကျင့်ခဲ့ရပါတယ်။တခြားစစ်သားတွေကစကားပြောရင်းမိတ်ဆွေဖွဲ့ခဲ့ကြပေမဲ့81ကတော့လူတိုင်းရှိကနေပြေးနေပါတယ်။တခြားသူတွေရောက်တဲ့အခါမှာတော့သူကပြန်လှည့်နေပြီပဲဖြစ်ပါတယ်။ဂျန်နဲ့စစ်သားတွေကသူ့ကိုနောက်ပြောင်ခဲ့ပေမဲ့လက်လျူရှူထားခဲ့ပါတယ်။တမင်းစားချိန်မှာလည်း81ကတယောက်ခဲပဲထိုင်ပါတယ်။နောက်ထပ်၄ချိန်ခန်းတွေမှာလက်ပလာနဲ့ပိုင်ဝမ်းချတာတွေမြေပေါ်ကဂျူရန်တွေနဲ့ဖြတ်သွားရတာတွေပါဝင်ပါတယ်။ဒါကြောင့်81ကလူတိုင်းထက်သားရဲဆိုတာစက်တိုက်ခုပြသနေပါတယ်။တမန်တော်မှာတော့ဒေါ်ရကရွေးချယ်ခံတွေကိုစစ်မြေပြင်တွေ့ကြုံရှိလာလို့မေးပါတယ်။စစ်သားနိုင်ငံကပဲတွေ့ကြုံရှိခဲ့ပြီးတော့81ကတော့သူတွေ့ကြုံမှုပြောပြဖို့အလဲရောက်တဲ့အခါမှာပဲအချင်းကြီးကတမျိုးပြောင်းသွားပါတယ်။ရွေးချယ်ခံအများစုကသူ့ရင်နှံဖြစ်ခဲ့တာကိုသိထားခဲ့ပါတယ်။နောက်တစ်မှာတော့တနက်ပြည့်လေ့ကျင့်မှုကြီးတဲ့အခါမှာအဖွဲ့သားတွေကညလာသွားစားကြပါတယ်။81တောင်းတည့်တဲ့သူတွေကမတည်သေးတဲ့သူတွေကိုပြန်ပြောပြနေပါတယ်။81ဟာဆိုရင်သူ့ညီကို10မိုင်ကွာကစကန်းတီတဲလာခဲ့ပြီးငွေကျဲတစ်စိတ်ကိုချီးမြှင့်ခံတည်ရတာပဲဖြစ်ပါတယ်။သူတို့က81ကိုအဲ့ဒီကြောင့်မေးဖို့ကြိုးစားတဲ့အခါမှာတော့တက်ကြကြီးကအထင်းပြင်းပြောလို့စူပူပြီးတော့နောက်ထပ်လေ့ကျင့်ခန်းတွေထပ်လုပ်ခိုင်းပါတော့တယ်။တရင်ဒီမှာနာဇာကကဘာနဲ့နီးလာတဲ့ဂျိုသိန်းတစ်ခုကိုတွေ့ရှိကြောင်းကြီးညာနေပါတယ်။ရက်တွေကြာလာတာနဲ့မျှလေ့ကျင့်ခန်းတွေကပိုပြီးခက်ခဲလာပြီးတော့ရေးချက်ခန်းတွေကလည်းပိုပြီးတော့ထွက်သွားခဲ့ရပါတယ်။81ကတော့လူတိုင်းအိပ်ပျော်ဆော့ပြီးသူ့စီးကိုတောက်လေးရှိပါတယ်။ဒါပေမဲ့တညမှာတော့7ကသူ့ကိုတွေ့သွားပါတယ်။နောက်တစ်နေ့အနားယူချိန်မှာတော့7က81ရဲ့စီးမင်ကြောင်ရဲ့တိတ်ပဲကိုခံမှန်းလိုက်ပါတယ်။ဒါပေမဲ့သူဘလို့သိလဲဆိုတာမရှင်းပြတဲ့အခါမှာတော့81ကစိတ်ရှုပ်သွားပါတယ်။နောက်ထပ်၄ချိန်ခန်းတွေမှာတော့တိုက်ပွဲအတွင်းကဲဆယ်ရေးစစ်စင်ရေးအတူတွေပါဝင်လာပါတယ်။ဘုံဘဲတန်တွေကတူးခေပေမဲ့81ရဲ့အိမ်မဆိုးတွေကိုပြန်ပေါ်လာစေခဲ့ပါတယ်။ဒါကြောင့်ရေရောက်၄ချိန်ခန်းတွေမှာ81ကသူ့ညီကိုမကယ်နိုင်ခဲ့တဲ့အဖြစ်ကိုသတိရပြီးတော့ရေရောက်မှဆက်နေပါတော့တယ်။အဲဒါကြောင့်ပဲသူကရေနဲ့တော့မလို့ပါဖြစ်သွားခဲ့ရပါတယ်။ဒါကြောင့်တခြားစစ်သားတွေကသူ့ကိုရေကူးကန်တွေကနေ straight ထုတ်ပြီးတော့ CPR တွေလုပ်ပေးခဲ့ရပါတယ်။နောက်ထပ်မှာတော့81ကသူ့ထက်ရရှိတွေရဲ့ရုံးခန်းပြင်မှာစောင့်နေဂျိုတင်ကွဲထွက်သွားတဲ့သတင်းကိုကြည့်နေပါတယ်။တွဲနေသူတွေကဒါအတင်ငယ်တဲ့အစုဝေးဖြစ်နိုင်တယ်လို့ယူဆခဲ့ကြပါတယ်။ရုံးခန်းထဲမှာတော့ဒေါ်ရင်နဲ့ရှယ်ရီဒန်က81ကိုသူ့ရဲ့စိတ်အခြေအနေအတွက်စိုးရိမ်ပြီးတော့နှုတ်ထက်ဖို့ကြံပေးပါတယ်။သူကဘသူနဲ့မှလည်းစကားလည်းမပြောဘဲနဲ့သူ့ညီတေဆုံးကြီးကလေးကကူထုံးလည်းမခံယူခဲ့ပါဘူး။
တက်ကြတွေကတော့သူ့ကိုကောင်းဆုံးကိုယ်စားလှယ်လို့ထင်မိမဲ့ထုတ်ပြရမယ့်စာ respect ပေးကနှုတ်ထွက်စီခြင်းနေခဲ့ပါတယ်။အစာပိုင်းမှာဒေါသထွက်ခဲ့ပေမဲ့လည်း81ကရင်ကြီးကြီးညင်းပယ်ပြီးတော့ရုံးခန်းကနေထွက်လာပါတော့တယ်။အောင်မြင်တဲ့ရွေးချက်ကနေခတ်သွားရတဲ့အခါမှာတော့81တယောက်သူလည်းခတ်သွားရတော့မယ်လို့ထင်လိုက်ပါတယ်။ဒါပေမဲ့သူကတင်တဲ့အောင်မြင်တဲ့အနှဲငယ်သောစစ်သားတွေကတယောက်ဖြစ်နေခဲ့ပါတယ်။အခုတော့သူတို့ဖွဲ့ကနောက်ဆုံးဆန်တန်မှုတွေပြင်ဆင်မှုတွေမိနစ်30အချိန်ရပါတယ်။ဂျန်နဲ့ဝေသားတွေကအောင်ဝဲခံနေခဲ့ကြပေမဲ့လည်း81ကတော့တည်ငြိမ်နေပါတယ်။လေယုံထဲမှာတော့ဒေါ်တွေကမြေမျက်နှာသွင်းမြေပုံကိုပြပြီးတော့မရဏချီတဲ့ချင်းမစ်ရှင်ကိုသိစိတ်ရှင်းပြပါတယ်။ဒီနောက်မှာတော့လေးဝက်လေးရဲ့တစည်းကရန်သူနယ်မြေအတွင်းပြစ်ချခံလိုက်ရပါတယ်။သူတို့ရဲ့တာဝန်ကတော့ရန်သူနယ်မြေကိုဖျက်ပြီးတော့လေရင်ကိုရန်သူရဲ့လက်ထဲမရောက်အောင်ဖြစ်စည်းပစ်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒါပြင်လေရင်မှုကိုကယ်ဆယ်ဖို့တမုံရွာကူလည်းရှာရမှာပဲဖြစ်ပါတယ်။လူရိုင်းအန်ဟောတွားတာကတော့81ကိုခွဲကောင်းအောင်ပြစ်ခန့်လိုက်တာပဲဖြစ်ပါတယ်။ရွေးချယ်ခံတွေကရဟရင်ပေါ်တက်လိုက်ကြပြီးစစ်ချင်းထွက်ခွာခဲ့ကြပါတယ်။အဲဒီနောက်သူတို့ကလေ့ကျင့်ခဲ့တဲ့နေရာအများစုကိုဖတ်မိကြပေမဲ့လည်းမမှတ်မိနိုင်တဲ့နေရာတစ်ခုရှိနေပါတယ်။လေကြားဆောင်စစ်သားတယောက်ကဒါဟာပုဂ္ဂလိကပိုင်မိုင်းတဲ့တစ်ခုဖြစ်ပြီးတော့အဲဒီကိုရောက်ရင်တော့လမ်းတွဲနေပြီလို့ပြောပါတယ်။နောက်ဆုံးမှအဖွဲ့ကိုချပေးလိုက်တဲ့အခါမှာတော့သူတို့ကချစ်ချင်းဆိုလိုပဲတော်ရဲကိုပြေပုံကြပါတော့တယ်။81တယောက်မိကုန်းဘလို့ပြောရမယ်မှမသိတဲ့အခါမှာတော့7ကဝင်ပြီးတော့အားတက်စရာစကားတွေမျှဝေပါတော့တယ်။သူတို့ဘက်ကတနေကုန်ခီးဆက်ပြီးတော့ညမှသာနားခဲ့ကြပါတယ်။ကဲဆောင်နေတော့7ကဂွေးကူရာကိစ္စပြောပြဖို့ကြိုးစားပေမဲ့လည်း81ကနားမထောင်ချင်ခဲ့ပါဘူး။အဲဒီနောက်မိနစ်နဲ့ငယ်ကြာမှာတော့တောက်ပတဲ့အရာတစ်ခုကသူတို့နားမှာကြာရောက်ပြီးတော့တနေရာလုံးတုန်ခါသွားပါတော့တယ်။ထိတဲ့သွားခဲ့ကြပေမဲ့လည်းသူတို့ဘက်ကတော့ဒါဟာအမျောပြစ်ခတ်မှုဖြစ်ပြီးတော့နားနေလို့ပြစ်ပေးတာလို့ယူဆလိုက်ကြပါတယ်။အဲဒါကြောင့်81ကစပားဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မနက်မှာတော့သူတို့ဘက်ကချောင်းတစ်ဖက်ကလေရင်တစည်းကိုတွေးလိုက်ရပါတယ်။ဒါကတာမန်ပုံစံမှုတဲ့ခါမှာတော့နေကြားဆောင်တက်တွေကထူးပြုလုပ်ချက်တွေအတွက်တိဆောက်ထားတာလို့ထင်လိုက်ကြပါတယ်။81ကအစီအစဉ်ကိုစတင်ရေးဆွဲပေမဲ့စစ်သားတယောက်ကတော့ဒီလေရင်ကသူတို့ပေးထားတဲ့ဂေါ်ဒီနေတွေနဲ့မတူဘူးလို့ဝင်ပြောလိုက်ပါတယ်။တနက်အိမ်ပြောင်းလည်းအလုံးမလုံးကြောင်းသူကပြောတဲ့အခါမှာတော့တခြားသူတွေကလည်းတနက်အိမ်ပြောင်းတွေစစ်ကြည့်တဲ့အခါမှာသူတို့ပါပြက်နေမှတီးလိုက်ရပါတယ်။ဘောင်းဝါကစစ်တဲ့စစ်ကလည်းချစ်ပြမှုမရဘူးလို့ပြောနေပါတယ်။စစ်တော်ရေးစစ်မှာထူးခြားတဲ့နောက်ဆက်တစ်ခုရှိနေခဲ့တာပါ။ဒါကစမ်းသပ်မှုရဲ့တစ်စိတ်တစ်ပိုင်းလို့ယူဆပြီးတော့ဖွဲကလည်းစီစဉ်တိုင်းခွဲထွက်ခဲ့ကြပါတယ်။နောက်တွေလည်းကြောင်းလန့်ပြီးပြန်သွားတဲ့အခါမှာတော့81ကအဝေးမှာတခုခုတောက်ပနေတာကိုတတိထားမိလိုက်ပါတယ်။ဒါကြောင့်သူကအဲ့ဒီဘက်ကိုသွားခဲ့ပြီးတော့အချိန်ထဲမှာပဲစစ်သား3ယောက်ကလည်းတင်မောပေါ်မှာဖောက်ခွဲရေးပုံးတွေကိုတက်ဆင်လိုက်ကြပါတယ်။81ကတောက်ပတဲ့ຢာကိုရှာပြီးတော့ဒီအောင်ကြီးကမရှင်ရဲ့တကယ်လေရင်ပေါ်ပြတ်ဟတ်နေတာကိုမြင်ပြီးတော့ချက်ချင်းပြန်ပြေးလာပါတော့တယ်။ဖောက်ခွဲရေးပုံးတွေကပောက်ပွဲသွားပေမဲ့လည်းထူးဆန်းတဲ့လေရင်ကိုဒုံးဝထိခိုက်မှုမရှိခဲ့ပါဘူး။ရုတ်တရက်လေငါလည်းတောက်ပလာပြီးတော့ရွေတရားကစဲရုပ်ကြီးဖြစ်ကိုပြောင်းလဲသွားပါတော့တယ်။ဒီစေုပ်ကတော့ပြိုင်အောင်လေစာနဲ့ကရိယာကိုစကန်ဖတ်ပြီးတော့အနီရောင်နဲ့သူတို့ခွဲကိုစကန်ဖတ်လိုက်ပါတယ်။ဒီနောက်မှာတော့စေုပ်ကလက်နက်တစ်ခုကိုထုတ်ပြီးတော့ပြစ်ခတ်ပါတော့တယ်။စစ်သားတွေလည်းပြေပုံးခဲ့ကြပေမဲ့ကန်ဆိုးသာပဲတော်တော်များများတော့ပြစ်ခတ်ခံလိုက်ရပါတယ်။စေုပ်ကပုံးနေတဲ့စစ်သားတွေကိုပါတိုက်ခိုက်တဲ့အခါမှာတော့လူတွေလည်းပို့ပြီးတော့တေကုန်ကြပါတော့တယ်။ဒီဆက်လေးကိုပြေဖို့လုပ်တဲ့အခါမှာတော့81ကစေုပ်ကိုဝင်တိုက်ပြီးတော့ကယ်လိုက်ကဒူရန်ကိုလည်းခတ်ပြေးဖို့ပြောခဲ့ပါတယ်။သူတို့ဘက်ကဒေါ်ရိတ်ဖြတ်ပြေးနေတော့မှပဲစေုပ်ကကြောင်ထဲကနေဆက်ပြီးတော့တိုက်ခိုက်ပြစ်ခတ်နေခဲ့ပါတယ်။တစ်ပင်လေးလဲကြကုန်ပြီးတော့လူတွေလည်းတေကုန်ကြပါရီ။နောက်ဆုံးမှာတော့သူတို့ဘက်က6ကမ်းမဆုံးမှပိတ်မိသွားပြီးတော့ဆေးရုပ်ကလည်းဘုံတစ်လုံးနဲ့ပြစ်လိုက်ပါတော့တယ်။ဘုံကသူ့ရှိမှပောက်ကွဲပြီး6ကမ်းမဖို့ကနေပြုတ်ကျခဲ့ကြပါရီ။သူတို့ကတစ်ပင်လေးကြောက်ဆောင်တွေနဲ့တိုင်းမိပြီးတော့တန်ရာပြင်းထန်ရသွားခဲ့ကြပါရီ။လူတစ်ယောက်ကတော့တစ်ပင်မောကျပြီးတော့ရင်မိုက်ကိုစိုက်ဝင်သွားပါရီ။နောက်တစ်ယောက်ကတော့ကြောက်ဆောင်ပေါ်ဖိကျပြီးတော့ဒိုးယူကျူသွားပါရီ။81ကလည်းပြုတ်ကျကရင်ထဲတစ်ခုလုံးဆုံးရှုံးခဲ့ရတဲ့အဖြစ်အပျက်ကိုပြန်မြောင်မိပြီးတော့တန်ရာရတဲ့အဖွဲ့နဲ့ရောထွေသွားပါတော့တယ်။တတိယလာတဲ့အခါမှာ81တယောက်သူ့ရဲ့လက်ချောင်းကျိုးနေရတွေ့ပြီးတော့ကိုင်းပြီးတော့ပြန်လဲလိုက်ပါတယ်။ဒီနောက်မှာတော့အော်နေတဲ့109ရဲ့ပါဇက်ကိုအုပ်ပြီးတော့သူတို့တင်ရမပွအောင်တတိပေးလိုက်ပါတယ်။တကိုင်းဆိုင်နေတဲ့စစ်သားကိုလည်းကယ်တင်ပြီးတော့109ကိုတန်ရာကူးသားဖို့ထားခဲ့ကဆဲမင်းစီကိုသွားလိုက်ပါတယ်။ဆဲမင်းကလည်းခြေထောက်မှာတန်ရာကြီးကျယ်ရထားပါပါ။ဒွဲကဘာဖြစ်တော့မှမသိပဲရှုပ်ထွေးနေခဲ့ပြီး111စီကရေဒီယိုလိုအပ်နေမှသဘောပေါက်သွားကြပါတယ်။111ကလည်းအခုသူတို့နဲ့အတူမရှိခဲ့ပါဘူး။ဂျန်တဲ့သူတွေကလည်းဒဏ်ရာရစစ်သားတွေကိုစေကူတာပေးနေတော့81ကတော့111ကိုခက်ရှာပါတယ်။လူသေးလောင်းတွေကိုအများကြီးတွေးခဲ့ရပြီးတော့နောက်ဆုံးမှာတော့111ကိုရှာတွေ့လိုက်ပါပြီ။ဒါပေမဲ့ကန်ဆိုးကျင်တော့သူကတေဆုံးနေပြီးတော့ရေဒီယိုလည်းဖြစ်စီသွားပြီးပဲဖြစ်ပါတယ်။အနားမှာစစ်သားတယောက်ကတွားသွားနေတဲ့အခါမှာတော့ဆဲယုကသူ့နောက်ကိုလိုက်ပြီးတော့အနားကလေစာနဲ့ပစ်တက်လိုက်ပါတော့တယ်။အဲအကိုမြင်လိုက်ရတဲ့81ကလည်းသူ့ဖွဲ့စီကိုပြန်လာပါတယ်။သူတို့ကအကောင်းဆုံးကြိုးစားပေမဲ့လည်းတကိုင်းဆိုင်နေတဲ့စစ်သားကိုတော့မကယ်တင်နိုင်ကြပါဘူး။သူတို့ကမြဝမ်းနေဖို့အချိန်လိုချင်ပေမဲ့လည်း81ကတော့ဆဲယုလာနေပြီလို့ပြောပြီးတော့အတင်းကိုဆက်သွားခိုင်းပါတော့တယ်။
ဒါကြောင့်သူတို့က6ကန်းမဆုံးကနေဂျိုးရီချပြီးတော့မြန်မြန်ပဲဆင်းခဲ့ကြရပါတယ်။81ကအောက်မှာစောင့်နေပါတယ်။နောက်ဆုံးစစ်သားခုံကိုဖြည်းဖြည်းချင်းတွဲချပေးပါတယ်။အဲ့ဒီချိန်မှာပဲ81ကသူ့ရဲ့တန်လိုက်အိမ်မြောင်မတည်ငြိမ်တာကိုသတိထားမိသွားပါတယ်။ဒါကစိတ်ယုံနီးမှရှိရဲဆိုတဲ့အထိပ္ပယ်ပဲဖြစ်ပါတယ်။ရုတ်တရက်ဆေးရုပ်က6ကန်းမထိပ်မှာပေါ်လာပြီးတော့ပြစ်ခတ်ပါတော့တယ်။ 7ကမြေပေါ်ပြုတ်ကျသွားပြီးတော့ဂျန်တဲ့သူတွေကလည်းစိတ်စိမ်မုံမဖြစ်သွားခဲ့ကြပါတယ်။အဖွဲကလည်းအောက်မှာကပ်နေပြီးတော့ဆေးရုပ်ကအေဗီယာကိုစကန်ဖတ်နေခဲ့ပါတယ်။ကန်ဆိုးကျင်တော့လီဇာကသူ့အထက်ကတယောက်ရဲ့ခြေောက်ကိုထိမိသွားခဲ့ပါတယ်။ဒါကြောင့်ဂျန်တဲ့စစ်သား6ယောက်လည်းထပ်ပြီးတော့ပြေးရပြန်ပါတယ်။ 81က7ကိုထမ်းလာရင်းနဲ့ဆေးရုပ်ပြစ်လို့လိုက်တဲ့ဘုံကိုမြင်တဲ့အခါမှာတော့အော်လိုက်ပါတော့တယ်။ဒိုးဘက်ကလည်းတန်းနိုင်စုံမြန်ပြေးခဲ့ကြပြီးဘုံတွေကလည်းဒိုးပတ်လင်မှာပောက်ကွဲနေပါတော့တယ်။သူတို့ကရှုံးမပြပဲနဲ့ဆက်သွားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့ကတောကနေလွန်မြောက်ပြီးတော့ဆေးရုပ်လက်လန်းမမီနိုင်တဲ့မြက်ခင်းပြင်ကိုရောက်တော့မှပဲနားခဲ့ကြပါတယ်။သူတို့ဘက်ကဖြစ်ဖြစ်နေတဲ့အကြောင်း theory တွေဆွေးနွေးနေတော့81ကတော့7ရဲ့ခြေောက်ကိုစီးဖို့ကြိုးစားပြီးပေမဲ့လည်းတွေးရဖို့မြင်တဲ့အခါမှာတော့လက်တွေတန့်သွားခဲ့ရပါတယ်။7နောက်သူ့ကို ACC စကားပြောကနှက်တိမ်ပြီးတော့တတိပြောင်းဝဲလာအောင်ကူညီပေးလိုက်ပါတယ်။ကန်ဆိုချင်တော့စီဝါတွေကတိုက်ခိုက်မှုတွင်ပြုတ်ကျကြံနေခဲ့ပါတယ်။အဲဒါကြောင့်81ကအယိုးကိုစီးမှုပါပဲနဲ့ပြန်ဆက်ပေးလိုက်တဲ့အခါမှာတော့7ခမရနာကျင်လို့တတိပါလက်သွားခဲ့ရပါတယ်။ဒီတော့မှတော့81ကအကွက်ကိုသူတို့ရဲ့တကယ်ပြစ်မှတ်ကိုသူမြင်ခဲ့ရပြီးတော့စိတ်ယုံမှုကြောင့်ပြောလိုက်ပါတယ်။အဲဒါကြောင့်သူတို့ကမထိန်ချုပ်နိုင်တဲ့အရာတစ်ခုတည်းကိုမတော်တဆရောက်သွားလာပဲဖြစ်ပါတယ်။သူတို့ရဲ့အကောင်းဆုံးကတော့တပုံကကိုရောက်အောင်သွားဖို့ပဲဖြစ်ပါတယ်။ဆန္ဒကလူမြင်မှုဖြတ်ပြီးသွားတာကမကောင်းဘူးလို့ထင်ပေမဲ့81ကတော့တခြားရွေးချယ်တာမရှိဘူးလို့ပြောလိုက်ပါတယ်။ဒါကြောင့်သူတို့ကဘလိုအပ်တဲ့ပစ္စည်းတွေစွန့်ပစ်ပြီးတော့7ကိုထမ်းစင်တဲ့တည်ရင်းနဲ့ဆက်သွားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့ကရေစည်းကျန်းတဲ့မြေတစင်းကိုရောက်လာခဲ့ကြပါပြီ။အဲဒါကြောင့်81ကကေဘယ်ကျူးလိုင်းဆွဲမယ်လို့ကြေညာလိုက်ပါတယ်။သူကကျိုးချောင်းကိုခါမှချီပြီးတော့အစ်စစ်တဲ့ရေရဲကိုခုံချလိုက်ပါတယ်။ 44ကသူ့ကိုစက္ကန့်ပိုင်းလောက်မစ်စီတက်သွားခဲ့ပေမဲ့81ကတော့ရေကူးတာကိုမရက်ခဲ့ပဲနဲ့အားဆိုင်ထုတ်ပြီးတော့မြစ်တစ်ဖက်ကိုရောက်သွားပါတယ်။ 81တယောက်ကျိုးကိုတေချာချိလိုက်ပြီးတဲ့အခါမှာတော့50ကကျိုးပေါ်တက်ပြီးတော့7ကိုဆွဲခေါ်သွားပါတယ်။ထန်းစင်ကကျိုးတို့မှညီသွားတဲ့အခါမှာတော့50ကပြန်သွားပြီးတော့กินလိုက်ပါတယ်။ဂျုံငယ်ရတဲ့အချိန်မှာထန်းစင်ရဲ့ကျိုးတို့တစ်ခုပြေးသွားတဲ့အခါမှာတော့တစ်ဖက်ဒဲပဲကြံပါတော့တယ်။ 81နဲ့44ကဟိုက်ချက်ညီအောင်လို့စက်ညင်ဘက်ကနေတက်ပြီးတော့50ကိုကူပြီးတော့ထန်းစင်ကိုစက်ထိန်ထားပါတယ်။ ဒရိန်းကမြစ်ကိုဖြတ်ကူးဖို့အာရုံစိုက်နေကြတဲ့အတွက်ကြောင့်တန်လက်အိမ်အောင်မတည်ငြိမ်တာကိုတော့တတိမထားမိခဲ့ကြပါဘူး။ဒါကြောင့်မကြခင်မှာပဲဆဲအုပ်ကပေါ်လာပြီးတော့အေရီယာကိုစကန်ဖက်ကပြစ်ခတ်ပါတော့တယ်။သူတို့တစ်ဖွဲ့လုံးရေထဲကျသွားပြီးတော့ရေစည်းကလည်းလူတိုင်းကိုတည်ဆောင်သွားပါတယ်။ 81ကတော့ကျူးမှာခြေထောက်ညက်ပြီးတော့ကြံနေခဲ့ပါတယ်။ဆဲအုပ်ကရေထဲဆင်းလာပြီးတော့81ကိုပြစ်ဖို့ချိန်နေရုံမှာပဲ81ကဓာတ်နဲ့ကျိုးကိုမြင်မြန်ဖြတ်ပြီးတော့အချိန်ကြီးလွတ်မြောက်သွားပါတယ်။ဆဲအုပ်ကပြစ်ခတ်တဲ့အခါမှာတော့81ကရေအောက်မှာပုံနေလိုက်ပါတယ်။အနားမှာ7ကလည်းထန်းကျင်ပေါ်ကနေမျိုးပါသွားတဲ့အခါမှာတော့81ကသူ့စီကိုကူးသွားပြီးတော့ဖမ်းလိုက်ပါတယ်။ရေစည်းကတော်တော်ကျန်းနေတော့လူတိုင်းရေတခုံပေါ်ကနေပြုတ်ကျကုန်ကြပါတယ်။81က7ကိုပြန်ဖမ်းမှုရေကူးသွားတဲ့အခါမှာတော့တတိပါလက်သွားခဲ့ရပါတယ်။မိနစ်နဲ့ငယ်ကြာမှာတော့သူတို့ဘက်ကကန်ဆက်မှာရောက်နေရကိုတွေးလိုက်ရပါတယ်။သူတို့ကိုစစ်စတီကကယ်တင်ခဲ့တာပဲဖြစ်ပါတယ်။ပထမဆုံးတိုက်ခိုက်မှုအတွင်းမှာသူကရေစည်းထဲမှာမျိုးပါသွားခဲ့တာပါ။ဒူရိုင်းတီဗီတို့ထင်ပြီးဆက်သွားခဲ့ပေမဲ့လည်းရေတခုံကနေဆင်းလာတဲ့တက်ရှင်ချမ်းရဲ့သူတွေကိုတွေ့ခဲ့ရတာပါ။ရဲမှာနောက်ထပ်လောင်းတောင်းတွေးတဲ့အခါမှာတော့81ကဆက်သွားဖို့ချိန်ကြပြီးတော့ကြီးညာပါတော့တယ်။တောင်ထဲနေတဲ့တောအုပ်တွေဖြတ်ပြီးနိုင်ပေါင်းများစွာခီးဆက်ပြီးတဲ့အခါမှာတော့81ကထောင်ချောက်တစ်ခုတွေးတဲ့အချိန်မှာပဲအဖွဲကိုရက်ခန့်လိုက်ပါတယ်။တစ်ပင်ဒီဘော်ကကျိုးတွေကမီရှူရိုင်နေနဲ့ချိတ်ဆက်ထားတာပဲဖြစ်ပါတယ်။ဒါအမူလမရှင်ရဲ့တစ်စိတစ်ပိုင်းအဖြစ်တက်ကြကြီးတွေပြင်ဆင်ထားတာဖြစ်မဲ့လို့တွေးပြီးတော့သူတို့ကရှောင်းကွင်းကဆက်သွားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့ကရာကိုရောက်သွားတဲ့အခါမှာတော့ဆဲအုပ်ကဖြစ်စည်းထားတာတွေကိုတွေးလိုက်ရပါတယ်။အဒနာကကျိုးနေတဲ့အခါမှာတော့ဆက်သွယ်ရေးဆဲအလုံးမလုံးပန်သဘောပေါက်သွားခဲ့ပါတယ်။81ကဖြစ်စည်းခံရတဲ့လမ်းကြောင်းကိုချီရခံရင်းနဲ့ပဲတောင်ပေါ်ကိုမောကြည့်လိုက်တဲ့အခါမှာတော့မိခိုးတွေကိုတွေးလိုက်ရပါတယ်။ဒါကြောင့်ဆဲအုပ်ဟာပေါက်ကွဲခတ်သွားတဲ့ဂျူသိန်းနဲ့အတူရောက်လာတာဖြစ်ပြီးတော့ဒါဟာဂျူသားနီးပညာလို့သူတို့ဖွဲ့ကကောက်ချက်ချလိုက်ကြပါတယ်။အဲဒီချိန်မှာပဲတန်တခုကြားတဲ့အတွက်အပစ္စည်းတွေကိုရွှေ့ကြည့်တဲ့အခါမှာတော့တကူလုံးမီးတောင်တန်းရတွေနဲ့တက်ကြတယောက်ကိုတွေးလိုက်ရပါတယ်။ဒီနောက်မှာတော့သူကနောက်ဆုံးအချိန်ဖြစ်သူတို့ကိုတစ်ချက်ကြည့်လိုက်ပြီးတည်ဆုံးသွားပါတော့တယ်။အနားမှာတင်ကားတစ်စီးတွေးတဲ့အခါမှာတော့81ကဒါကိုပြုတ်ဝင်ပြီးတော့အမြန်ထွက်ခွာခြင်းနေပါတယ်။50က10မိနစ်လောက်နားယူဖို့လိုတယ်လို့ပြောပြီးတော့81ရဲ့ခံစားချက်ကင်းမဲ့မှုကိုလည်းပြစ်တင်လိုက်ပါတယ်။ဒါကြောင့်81ကဒေါသထွက်သွားပြီးတော့50ရဲ့ကောလိုင်းကိုခိုင်ကတိုက်ခိုက်ခံခဲ့ရပြီးတော့သူ့စခန်းကိုပြန်မရောက်ခဲ့ကြောင်းရှင်းပြလိုက်ပါတယ်။သူကဆေးရုံမှာတတိယလာပြီးသူ့ညီကတော့ရဟရင်ဘော်ကတစ်တာထဲမှာရှိနေခဲ့တာပါ။ဆရာဝန်တွေကတော့သူကခန္ဓာနဲ့ခိုက်တရားကွာမှာတတိလက်သွားကြောင်းပြောခဲ့ပါတယ်။အဲဒါကြောင့်သူဒီတည်ဆုံးခဲ့ရတာကသူ့ရဲ့ခန္ဓာရည်နေခဲ့လို့ဖြစ်ကြောင်းရှင်းပြပါတယ်။သူရရဲ့စူးစိတ်တွေကသူ့ဘဝရဲ့စူးရွာဆုံးနေ့ကိုကူစားပြပဲလို့လည်းထင်ခဲ့ပါတယ်။အဲဒီနောက်81ကလူရဲ့ခံစားချက်ကိုနားလည်ပေမဲ့လည်းဒါဟာသူတို့ကြောင့်မဟုတ်တော့ဘဲနဲ့သူ
တို့ကကဘာကြီးကိုဂျိုလာချင်းချောင်းမှုကြောင့်တတိပေးဖို့စကိုင်းကိုပြန်ရမှာပဲဖြစ်ပါတယ်။အဲ့နောက်50က81ရဲ့စကားတွေကြောင့်လူဝဲကအားတက်လာပြီးတော့ကုညီဖို့ပြေးလွှားသွားကြတာကိုမြည်ကြည့်နေခဲ့မိပါတယ်။တင်ကားကဆန်လို့မရသေးတာကြောင့်50ကလည်းနောက်ဆုံးမှဝင်ပါပြီးတော့စစ်ပြင်ကတင်ကားကိုဆန်လို့လိုက်ပါတယ်။အဲ့နောက်သူတို့ကတင်ကားကိုဂျိုးနဲ့အပစ္စည်းတွေကြားကနေဆွဲထုတ်ကြပါတယ်။လှုပ်ရှားမှုတွေကြောင့်အခန်းတစ်ခုပွင့်သွားတဲ့အခါမှာတော့အထိမ်းမှစားစရာတွေကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်44ကချေချင်းမြဝေလိုက်တဲ့အခါမှာတော့အဲ့ဒီအချိန်မှာပဲကောင်းကင်မှာမိရှုမိဘတစ်ခုပေါ်လာခဲ့ပါတယ်။ဆေးဥကထောင်ချောက်ကိုနမိသွားတာဖြစ်ရမယ်လို့သူတို့ခွက်ကသဘောပေါက်သွားကြပါတယ်။ဒါကြောင့်လူတိုင်းကတင်ကားတဲ့အမြန်ဝင်ခဲ့ကြပြီးတော့ဇနာကလည်းခရမ်းတွေကိုယူဖို့ပြန်သွားလိုက်ပါတယ်။ဆေးဥကပေါ်လာတော့သူ့ကိုပြစ်ခတ်လိုက်ပြီးတော့ရှင်ရောက်သူကလည်းခရမ်းတွေနဲ့တင်ကားလေးကိုလွှတ်ထွက်လာကတိတ်ဆုံးသွားပါတော့တယ်။44ကတော့ကိုခက်ပြီးတော့တင်ကားကိုမောင်းလိုက်ပါတယ်။သူတို့ကလက်နက်တွေနဲ့ပြန်ပစ်ပေးမဲ့လဲဒူသားလက်နက်တွေကဆေးဥကိုထိခိုက်မှုမရှိခဲ့ပါဘူး။ဒါကြောင့်ဆေးဥရဲ့တိုက်ခိုက်မှုတွေကတင်ကားကိုဇက်တိုက်ကိုထိနေခဲ့ပါတယ်။အဲဒါကြောင့်44ကတတ်နိုင်နေမြမြန်မောင်းနေခဲ့ရပါတယ်။တင်ကားရဲ့အစိမ်ပိုင်းတစ်ခုကမီးတောင်သွားတဲ့အခါမှာတော့သူတို့ဖက်ကချက်ချင်းမိတက်စင်းနဲ့ငိမ့်တက်ပေးပေမဲ့လဲတန်ကြက်ကာကတိုက်တာမခံနိုင်တော့ပါဘူး။ဆေးဥကရုတ်တရက်သူတို့နောက်လိုက်လာကရက်သွားတဲ့အခါမှာတော့သူတို့ကလည်းအံ့ဩသွားခဲ့ကြပါတယ်။ဒါမဲ့အဲ့ဒါကနောက်ထပ်ဘုံတွေဖြစ်ဖို့ပဲဖြစ်ပါတယ်။ဘုံတွေကတင်ကားပပတ်လင်မှာပေါက်ဝဲပြီးတော့သူတို့ကလည်းနန်ရန်နေနဲ့တိုင်းမိကုန်ကြပါတယ်။44ကမောင်းတာမရပေမဲ့လဲဆေးဥကလက်ပစ်ဘုံတွေအများကြီးပြစ်လိုက်တဲ့အခါမှာတော့ပေါက်ဝဲမှုကြောင့်တင်ကားကတောင်ကုန်းပေါ်ကနေပြုတ်ကျသွားပါတော့တယ်။တင်ကားကလက်မှာရှိတဲ့တစ်ပင်တွေကိုတိုင်းမိပြီးတော့နောက်ဆုံးမှာတော့တောအုပ်ကနေလွတ်မြောက်သွားခဲ့ပါလေ။ဒါပေမဲ့သူတို့ကနောက်မှဆေးဥကိုမတွေ့ခဲ့ရပါဘူး။ကန်ဆိုးကျင်တဲ့အခါမှာတော့ဆေးဥကအခုသူတို့ပေါ်မှာရှိနေတာပဲဖြစ်ပါတယ်။ဆေးဥက6ကန်းမုံဝကခုံချပြီးတော့တင်ကားရှိမှဆင်းသက်ကအားကောင်းတဲ့ဒီဇာရောင်းကြီးကိုကစ်လွတ်လိုက်ပါတော့တယ်။44ကရှောင်းနိုင်ခဲ့ပေမဲ့ဆေးဥကသူတို့နောက်ကိုထပ်လိုက်ပါတယ်။သူတို့ကရှိမြလက်နက်တွေနဲ့ပြန်ပြေးခဲ့ပေမဲ့အရာမထင်မဲနဲ့တရားကူကလက်တစ်ဖက်ဆုံးရှုံးသွားခဲ့ပါတယ်။ဆေးဥကလေးစားရောင်ကြီးကိုထပ်ပစ်လိုက်တဲ့အခါမှာတော့44ကခေါင်းလုံးရှောင်မိမဲ့လေတင်ကားရဲ့တန်ကြက်ကတဝက်လောက်ကစီသွားခဲ့ပါတယ်။7ကရိုးတရက်ချော်တဲ့သွားတဲ့အခါမှာတော့81ကထန်းစင်ကျိုးကိုဆွဲထားဖို့ကြိုးစားပါတယ်။ဒါမဲ့ဆေးဥရဲ့နောက်ထပ်ပြစ်ခတ်မှုကြောင့်ပဲလက်လွတ်လိုက်ရပြီးတော့7ကလမ်းပေါ်ကိုကျသွားခဲ့ပါတယ်။ဒါကြောင့်81ကတောင်ကိုပြစ်ခတ်ပြီးတော့မြေပြူကျအောင်လုပ်ကဆေးဥကိုပြုတ်အောင်လုပ်ခဲ့ရပါတယ်။အဲ့ချိန်မှာပဲတင်ကားကပေါက်ကွဲသွားပါတော့တယ်။နောက်ထပ်အိမ်မဆိုးတစ်ခုမှာတော့ညီကိုနေအောင်မြေပြင်ပေါ်မှာလဲနေပြီးတော့ညီဖြစ်သူကသူ့ကိုလက်မလျှော့ဖို့ပြောနေခဲ့တာပါ။ဒီတော့မှာတော့81နိုးလာပြီးတော့ပပတ်လေးကိုရှာဖွေပါတော့တယ်။ကန်ဆိုးကျင်တော့လူတိုင်းကမီးနောင်တီဆုံးကုန်ပြီးတော့သူတယောက်ထဲသာတစ်ရှင်ကြံရင်နေခဲ့တာပါ။ကျောင်းဆောင်နေပေါ်မှာမိဘတွေကိုတွေးတဲ့အခါမှာတော့81ကအဲ့ဓာတွေကိုရွှေ့ပြီးတော့ဆေးရုပ်ကိုရှာဖွေဝင်မဲ့လေသူ့ရဲ့လက်တစ်ဖက်ကူပဲတွေးခဲ့ရပါတယ်။သူနောက်လဲကြည့်လိုက်တဲ့အခါမှာတော့ဂျန်နဲ့ဆေးရုပ်ကအာဂါသစီကိုချက်ပြနေရကိုတွေးလိုက်ရပါတယ်။81တယောက်လမ်းမော်ကိုပြေးသွားတဲ့အခါမှာတော့7ကိုထန်းစင်ပေါ်မှာပဲတွေ့ခဲ့ရပါတယ်။ရုတ်တရက်ဆေးရုပ်ကတင်ကားကိုကစ်လိုက်ပြီးအနားကပ်လာတဲ့အခါမှာတော့81က7နဲ့တူထွက်ပြေးလိုက်ရပါတယ်။နိုင်ပေါင်းများစွာကြောင့်81တယောက်ထန်းစင်ကိုဆွဲလာပြီးတော့သူ့ရဲ့ရဲဘော်ကိုဆွန့်လွတ်ဖို့နင်းဆန်နေခဲ့ပါတယ်။မိုးရီကလည်းတဲတန်စွာရောင်နေတဲ့အခါမှာတော့သူကလည်းရွေလျားရင်းနဲ့ပဲရှုံနေနေပြီးတော့ကျူးတွေလည်းကက်ထွက်ကုန်ပါတယ်။သူလည်းချင်းချင်းကြော်လဲနေခဲ့ပေမဲ့သူ့နာရီကမီလာနေခဲ့ပါတယ်။အဲ့ဒါကတော့မရှင်ပြီးဆုံးမှု24နာရီကုန်ဆုံးသွားပြီဆိုတဲ့အချက်ပြမှုပဲဖြစ်ပါတယ်။အဲ့ချိန်မှာပဲ7ကနိုးလာပြီးတော့သူက81ရဲ့ညီနဲ့တဖွဲ့တည်းဖြစ်ဘူးတယ်လို့ဖွင့်ရပြောဆိုလိုက်ပါတယ်။ဒီဖြစ်သူကနေသားဆောင်တတာဖြစ်ဖို့အကြောင်းအမြဲတမ်းပြောနေခဲ့တာပါ။ဒီတော့မှတော့7က81ကိုသူဘယ်တော့မှရှုံးမပြီးတဲ့အတွက်သူမရှုံးသေးဘူးလို့ပြောလိုက်ပါတယ်။အဲ့အချိန်သူတို့စကားပြောနေတော့မှပဲစိတ်ရုပ်ရဲ့စကန်ဖက်တန်ကအနောက်ရှက်ပြေးလိုက်ပါတယ်။81ကစိတ်ရုပ်ကနေမိကိုတွေထွက်နေတာကိုတတိထားမိတဲ့အခါမှာတော့ဒါကလေဘူးတွေထုတ်နေတာလို့ထင်ခဲ့ပါတယ်။အနားမှာမိုင်းတွင်းကိုလည်းမြင်ရတဲ့အခါမှာတော့သူကစိတ်ကူးတစ်ခုရသွားပါတယ်။သူက7ကိုဝက်ထားပြီးတော့ပုတ်ကလိကပိုင်မိုင်းတွင်းစီကိုပြေးသွားပါတော့တယ်။အဲ့ဒီမှာသူကဒိုင်းနမိုင်မီရှူတနတ်နဲ့ကြောက်တင်ကထိတ်ချုပ်ကရိယာကိုပြေးခဲ့ပါတယ်။မကြခင်မှာပဲဆေးဥကဒေါ်ရင်ဝင်လာတဲ့ခါမှာတော့7ကိုလိုက်ရှာပါတယ်။ဒါပေမဲ့81ကမီရှူတစ်ချက်ပြစ်လိုက်တဲ့ခါမှာတော့ဆေးဥကမိုင်းတွင်းစီကိုလိုက်သွားပါတယ်။မိုင်းတွင်းကိုရောက်တာနဲ့ပဲဒိုင်းနမိုက်တွေပေါက်ကွဲပြီးတော့ဆေးဥကလည်းလဲကျသွားပါတော့တယ်။အဲဒီနောက်မှာတော့81ကမီဒူးစဲနဲ့ထွက်လာပြီးဆေးရုပ်ကိုလည်းကြောက်တောင်ပေါ်မှာပေးမိအောင်တွန်းထားလိုက်ပါတယ်။ဆေးရုပ်ကများလည်းပြန်လိုက်ဖို့ကြိုးစားတဲ့အခါမှာ81ကကားကိုဆက်ဝင်လိုက်တဲ့အခါမှာပဲကြောက်တုံးတွေကဆေးရုပ်ပေါ်ကိုစကြလာပါတော့တယ်။ဆေးရုပ်ကတော့သူ့အင်ဂျင်တွေကနေအာယူပြီးတော့မီဒူးစက်ကိုနေရန်ကနေရွှေ့နိုင်ခဲ့ပါတယ်။ဒီနောက်မှာတော့ဆေးရုပ်ကလေစာရောင်ကြည်တန်းကိုလည်းအသင့်ပြင်ထားပါတယ်။ဒါပေမဲ့81ကချိန်ညစ်ပြီးတော့ဆေးရုပ်ကိုကြောက်တောင်စီကိုထပ်တွန်းလိုက်ပါတော့တယ်။ရေတူးဆက်ကပစ္စည်းလာပေမဲ့လည်းဒီတစ်ခါမှာတော့ဆေးရုပ်ကိုလုံလောက်တဲ့အချိန်ထိကိုထိန်းထားနိုင်ခဲ့ပြီးတော့ကြောက်တုံးတွေကလည်းသူ့ရဲ့လေဝင်လေထွက်ပေါက်တွေကိုပိတ်ဆို့သွားခဲ့ပါတယ်။ဒါကြောင့်ဆေးရုပ်လည်းအတွင်းပိုင်းမှာပဲဖူချိန်မြင့်တက်လာပါတော့တယ်။နောက်ဆုံးကျူသားမှုအနေနဲ့ဆေးရုပ်ကမျောတဲ့တစ်ခုကိုပြေးချလိုက်တဲ့အခါမှာတော့မြေတူးဆက်ဘော့ကိုချရောက်သွားခဲ့ပါတယ်။ဒါမဲ့ကန်ကောင်းကျင်တော့81ကချိန်မီကုန်ထွက်နိုင်ခဲ့ပါတယ်။
အပူလုံငဲမှုတွေကြောင့်ဆေးရုပ်ကိုပေါက်ဝဲစေခဲ့ပြီးတော့ဝတ်ထားတဲ့ဒိုင်နမိုက်တွေကြောင့်လည်းဇက်တိုက်ကိုပေါက်ဝဲမှုတွေဖြစ်သွားခဲ့ပါတယ်။ဆေးရုပ်ကလဲကျသွားခဲ့ပြီးနောက်ဆုံးမှရက်တန့်သွားပေမဲ့သူ့ရဲ့ခန့်ကမတော်တဆပွင့်သွားပြီးတော့ဘုံတွေပြုတ်ကျလာခဲ့ပါတယ်။81တယောက်တတ်နိုင်သမျှမြန်မြန်ပြေးပြီးတော့ဘုံတွေကြောင့်ဘူကြီးရဲ့ပေါက်ဝဲမှုမဖြစ်ခင်မိုင်းတွင်းကနေလွတ်မြောက်ခဲ့ပါတယ်။ဒေါ်ရီနေမနက်မှာတော့81က7ကိုပကုံးပေါ်တင်ပြီးတော့စကန်းကိုတဲလာခဲ့ပါတယ်။စကန်းမှာဗယံပရာတွေဖြစ်နေပြီးတော့နေရာတကာမှာလည်းအလောင်းတွေပြည့်နေခဲ့တာပါ။ကျူသားဆက်စိတ်ပိုင်းတွေကိုရဟရင်တွေကချပေးနေခဲ့ပါတယ်။ဆရာဝန်တွေက7ကိုခေါ်သွားပြီးတဲ့အခါမှာတော့ရှယ်ရီဒန်က81ကိုသူတို့စကန်းကိုဒုံကျော်လုံနိုင်ခဲ့ပေမဲ့လည်းတိုင်ရင်တဝက်ဆုံးရှုံးခဲ့ရကြောင်းပြောလိုက်ပါတယ်။ဒူသားစေရုပ်တွေကနေရာတကာမှာရှိနေခဲ့ပြီးဒူသားတွေကလည်းပထမလိုင်းကိုချေမှုန်းနိုင်ခဲ့ပေမဲ့အခုကမ္ဘာလုံးဆိုင်ရာကျူးကျော်မှုအတွက်တော့သူတို့ကပြင်ဆင်နေပြီပဲဖြစ်ပါတယ်။တရင်းဒီမှာတော့ကမ္ဘာတဝန်းလုံးကဂျူတင်ပိုင်းစားတွေကနိုင်ငံတည်တည်မှာဆင်းသက်ပြီးတော့စေရုပ်တွေထုတ်လွှင့်နေတဲ့မြင်ကွင်းတွေကိုပြသနေခဲ့ပါတယ်။နိုင်ငံကောင်းဆောင်တွေကလည်းဖွဲ့စည်းတွေလုပ်နေပြီးတော့မာမိတ်တပ်ဖွဲ့မျိုးမျိုးနဲ့ပူးပေါင်းနေခဲ့ကြပါတယ်။81ကရှယ်ရီဒန်ကိုစေရုပ်ရဲ့လေဝင်လေထွက်စနစ်ကအားနည်းချက်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒါကြောင့်အဲ့ဒီချက်လက်တွေကိုနိုင်ငံတိုင်းကိုချစ်ချင်းကိုပေးပို့လိုက်ကြပါတယ်။ရှယ်ရီဒန်ကဒီထောက်လိုင်းချက်လက်တွေကလူအသက်တွေကဲတင်နိုင်မယ်လို့ပြောပြီးတော့81ကိုလည်းနေကြားဆောင်တပ်သားဖြစ်ကိုတရားဝင်ခန့်အပ်လိုက်ပါတော့တယ်။နောက်ထပ်မှာတော့81ကနေကြားဆောင်တပ်ဖွဲ့အတွက်မိန်ခွန်းတစ်ခုပြောပြီးတော့သူတို့အားလုံးရဟတ်ရည်နေနဲ့အတူတိုက်ပွဲဝင်မှုထွက်ခွာသွားခဲ့ကြပါတယ်။သူအိပ်ပျော်သွားတဲ့အခါမှာတော့ပုံမှန်အုံမဆိုးတွေစာသူ့ညီနဲ့ရင်းနှီးခဲ့တဲ့ခိုက်တန်တွေကိုအိမ်မက်မက်ပါတော့တယ်။ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျ။ဒီလိုဇလန်ကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဖို့လည်းတောင်းဆိုပါရခင်ဗျာ။ဇုံဒီနားဆင်ပေးခဲ့ကြတဲ့ဒူးချင်းတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။